တင်နဲ့လုံးဝမသိတဲ့သူတယောက်နဲ့ချစ်သူဖြစ်ရှင်ပါသလားဂုဏ်ယူပါတယ်တင်ဟာရာဇဝမှုတော်တော်စီရောက်ခဲ့ပြန်ပါပြီဒီနေ့မှာတော့တင်ပထမဆုံးမြင်မှုတဲ့ဒဇိန်တယောက်နဲ့ဘယ်လိုချစ်သူဖြစ်အောင်နေရမလဲဆိုတာသင်ပေးသွားမှာပါဇလန်တစ်ခုဖန်တီးပါဥပမာဆိုင်ကယ်နဲ့ဝင်တိုက်တာဖြစ်ဖြစ်တင်ကသူ့ဆိုင်ကယ်နဲ့တိုက်မိအောင်တမင်လုပ်တာပဲဖြစ်ဖြစ်ရပါတယ်ဘယ်လိုဇလန်မျိုးမစိုးတင်တဲ့သူရဲ့ကြားမှာကိစ္စတစ်ခုခုရှိအောင်အရင်လုပ်ရပါမယ်လူတွေကကိုယ်နဲ့ဘာမှမပတ်သက်တဲ့သူကိုစိတ်ဝင်စားပါဘူးသင်ရဲ့တာဂက်ကိုအပြည့်ရှိသလိုခံစားရအောင်လုပ်ပါသူ့ဘက်ကမားတယ်ဆိုပြီးသူ့ကိုယ်သူထင်ရမယ့်အနေအထားကိုတွန်းပို့ပါလူတော်တော်များများကအပြည့်ရှိတဲ့စိတ်တန်ရောစင်တွေတဲ့စိတ်ကိုပေါင်းစပ်ပြီးအချစ်လို့ထင်တတ်ကြပါတယ်အဲ့ဒီချက်ကိုပိုင်ပိုင်နိုင်နိုင်အသုံးချရုံပါပဲသူ့ကိုတစ်ခုမားနေရလို့သူ့ကိုယ်သူထင်အောင်သင်ကနေပြရမှာပါဥပမာနေနဲ့ပတ်သက်ပြီးထူးခြားတဲ့ချက်တစ်ခုရှိတယ်ဒါပေမဲ့အဲ့ဒါကိုငါထုတ်ပြောလို့မရဘူးဆိုပြီးပြောပါလူတွေကသူတို့ကိုသူတို့နားလည်ကျင်ကြတာဖြစ်တဲ့အတွက်ထိုအရာကိုတင်းစီရနေမရမကဖြေထုတ်မှာပါဒါဆိုရင်သင်ကထိုလူရဲ့စိတ်ထဲမှာ 90% နေရာယူပြီးသွားပြီဖြစ်ပါတယ်သင်ဟာရာဇဝမှုကိုကြိုက်နေတဲ့ဆိုရင်ဒီကောင်အလိုက် follow လုပ်ထားပါမချခင်မှာပြန်တွေ့ပါမယ်